ရေအောက်ကငမန်းတင်ကြိုင်ပရိသတ်များရှင်ဒီကနေ့ကျမတင်ဆက်ပေးချင်တာကတော့သမုဒ္ဒရာရေအောက်ကနေထွက်ပေါ်လာတဲ့လျှို့ဝှက်ဆန်းကျဲပြီးစိတ်ဝင်စားဖွယ်ကောင်းလာတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒါကတော့ကိုကိုကျွန်းတွေနီပစိဖိတ်သမုဒ္ဒရာကျန်မြင့်မှာတွေ့ရှိခဲ့တဲ့ငမန်းသွားထောင်ပေါင်းများစွာစုပုံနေတဲ့နေရာအကြောင်းပဲဖြစ်ပါတယ်။ဒီနေရာကိုသိပ္ပံပညာရှင်တွေကငမန်းတင်ကြိုင်လို့တော့တင်စားခေါ်ဝေါ်နေကြပြီးဒီလိုများပြားတဲ့သွားတွေဘာကြောင့်စုပုံနေရလဲဆိုတဲ့မိခွန်းတွေကလည်းတစ်ကမ္ဘာလုံးကိုစိတ်ဝင်စားဖြစ်စေခဲ့ပါတယ်။ဒီရှာဖွေတွေ့ရှိမှုမှာဒုချရာကငမန်းတွေရဲ့ရိုးစုတွေတခုမှမတရားပဲသူတို့ရဲ့သွားရီကြီးပဲစုပုံနေခြင်းဖြစ်ပါတယ်။လူတွေလိုပဲငမန်းတွေမှာလည်းအယိုးတွေရှိနေပေမဲ့သူတို့ရဲ့ရိုးစုတွေကအယိုးနုတွေနဲ့ဖွဲ့စည်းထားတာမလို့သမုဒ္ဒရာရေအောက်မှာဆိုရင်လျင်မြန်စွာဆွေးမြေ့ပျက်စီးသွားပါတယ်။ဒါပေမဲ့သူတို့ရဲ့သွားတွေကတော့တာမန်အယိုးတွေထက်ပုံမမာကြောတယ်။ကယ်လ်ဆီယမ်ဖော့စဖေတ်လိုဓာတ်ပစ္စည်းတွေနဲ့ဖွဲ့စည်းထားတာကြောင့်ထောင်စုနဲ့ပေါင်းများစွာကြာအောင်တိုင်တဲတီတက်ခိုင်မြဲနေပါတယ်။ဒါကြောင့်လေဒီလိုသွားတွေအများအပြားကရေအောက်ကျမ်းမြင့်မှာကျန်ရှိခဲ့တာဖြစ်ပါတယ်။ဒီသွားတွေထဲမှာသမိုင်းမတင်မီခေတ်ကမက်ဂါလိုဒွန်လိုအေယာမငမန်းတွေရဲ့ဘိုးဘေးတွေနဲ့သက်ဆိုင်တဲ့သွားတွေတောင်ပါဝင်တယ်လို့ဆိုပါတယ်။သိပ္ပံပညာရှင်တွေဟာဒီငမန်းသွားတွေဘာကြောင့်ဒီနေရာမှာအခုလိုအများပြားစုပုံနေရလဲဆိုတာကိုဖြစ်နိုင်ခြေရှိတဲ့ယူဆချက်နှစ်ခုနဲ့ရှင်းပြထားပါတယ်။ပထမယူဆချက်ကတော့ဒါဟာပထဝီဝင်ဆိုင်ရာထူးခြားဖြစ်စဉ်တစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ်။သမုဒ္ဒရာရေစီးကြောင်းတွေရဲ့တရားမှုဒါမှမဟုတ်ရေအောက်မြေမျက်နှာသွင်းပြအနေထားတွေကငမန်းသွားတွေကိုသဘာဝအတိုင်းဒီနေရာတစ်ဝိုက်မှာစူးစီးသွားအောင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ရေစီးကြောင်းတွေဟာသွားတွေကိုတစ်ဆက်တည်းစီတွန်းပို့ပြီးစုပုံစရာမျိုးဖြစ်နိုင်ပါတယ်။ဒုတိယယူဆချက်ကတော့ဒီနေရာဟာငမန်းတွေသေဆုံးရနေရဒါမှမဟုတ်တကယ်ကိုငမန်းတင်ချိုင်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။အိုမင်မီအားနေတဲ့ငမန်းတွေဟာသူတို့ဘဝရဲ့နောက်ဆုံးချိန်တွေကိုဒီနေရာကိုလာရောက်ပြီးအဆုံးသတ်ကြတာဖြစ်နိုင်ပါတယ်။ဒီယူဆချက်ကတော့ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။လူသားတွေလိုပဲငမန်းတွေဟာလည်းအသက်ကြီးလာရင်သူတို့ရဲ့အာယုံခံနိုင်စွမ်းတွေနဲ့အမဲလိုက်နိုင်စွမ်းတွေကကျဆင်းလာပါတယ်။ဒါကြောင့်အစာရှာဖွေဖို့ရန်သူတွေစီကနေကိုကာကွယ်ဖို့အသက်ရှင်သန်ဖို့အတွက်ပိုပြီးခက်ခဲလာပါတယ်။လူသားတွေနဲ့မတူတာကတော့တဘာဝထဲမှာရှင်သန်နေရတဲ့ငမန်းတွေအတွက်အိုမင်းတဲ့အခါစောင့်ရှောက်မှုပေးမဲ့သူတဦးတယောက်မှမရှိရပါပဲ။သူတို့ဟာတဘာဝရဲ့စီမင်းအတိုင်းပဲကိုဘာသာကိုရုန်းကန်ပြီးရှင်သန်ကြရပါတယ်။သူတို့ရဲ့ဘဝနောက်ဆုံးချိန်တွေမှာတော့ကိုရင်းအင်္ဂါချွေရင်မှုတွေယောဂပိုးဝင်ရောက်မှုတွေဒါမှမဟုတ်အစာအတွက်အခြားငမန်းတွေနဲ့အပြိုင်ဆိုင်အမဲလိုက်ဖို့မလုံနိုင်တော့တာကြောင့်အခြားပင်လယ်သားရဲတွေစားတာခံရပြီးသေဆုံးသွားကြရတာများပါတယ်။အဲဒါကြောင့်သူတို့ဟာအသက်ကြီးလာရင်ရေစီးကြောင်းတွေနှေးကွေးတဲ့နေရာဒါမှမဟုတ်ရန်သူတွေနဲ့ဝေးတဲ့နေရာကိုရွေးချယ်ပြီးအေးအေးဆေးဆေးဘဝကိုအဆုံးသတ်ကြတာမျိုးဖြစ်နိုင်ပါတယ်။စင်တွေသေးတော့မယ်ဆိုရင်စင်တင်ချိုင်မှာသွားအိတ်ကြသလိုမျိုးနဲ့စင်တူပါတယ်။အဲ့ဒီယူဆချက်တွေပြင်ဒီငမန်းသွားတွေစပုံနေရဟာလူသားတွေရဲ့လှုပ်ဆောင်ချက်ကြောင့်လားဒါမှမဟုတ်တဘာဝအတိုင်းလားဆိုတာကိုလည်းသိပ္ပံပညာရှင်တွေကဂရုတစိုက်လေ့လာခဲ့ကြပါတယ်။သူတို့ရဲ့လေ့လာတွေ့ရှိချက်အရဒီငမန်းသွားတွေစပုံနေရဟာတဘာဝအတိုင်းစုနေရဖြစ်ပြီးတရားမဝင်ငါဖန်ခြင်းဒါမှမဟုတ်မတော်တဆဖမ်းမိငါတွေကိုစွန့်ပစ်တာမျိုးတွေနဲ့သက်ဆိုင်တဲ့အထောက်အထားတစ်ခုမှမတွေ့ရဘူးလို့ဆိုပါတယ်။ဒါဟာကမ္ဘာသမုဒ္ဒရာတွေမှာလူသားတွေရဲ့မျိုးတုံးသက်ဖြတ်မှုတွေကိုရင်ဆိုင်နေရတဲ့ငမန်းတွေအတွက်ကြုံတွေ့နေရတဲ့ဘေးအန္တရာယ်တွေကြားကကောင်းတဲ့သတင်းတစ်ပုဒ်လို့ဆိုရမှာပါ။ဟုတ်ပါတယ်ငမန်းတွေအတွက်အကြီးမားဆုံးချိန်ချမှုကကျမတို့လူသားတွေပါပဲ။တစ်နှစ်ကိုငမန်းကောင်းရင်တန်း100ကျော်ဟာတမင်သက်သက်ဖမ်းဆီးခံရခြင်းငါးဖက်ပိုက်တွေမှာမတော်တဆပါလာခြင်းဒါမှမဟုတ်တမိုးကြီးတဲ့စူတောင်တွေအတွက်စူတောင်တွေဖြတ်ထားပြီးရေထဲကိုပြန်လွတ်ခံရခြင်းတွေကြောင့်တည်ဆုံနေရပါတယ်။ဒီလိုမျိုးလူသားတွေရဲ့မစင်လှုပ်ဆောင်မှုတွေကြောင့်ကမ္ဘာပေါ်မှာရှိတဲ့ငမန်းမျိုးစိတ်သုံးပုံတစ်ပုံနီးပါးဟာမျိုးသုံးမဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။ဒါဟာသမုဒ္ဒရာရဲ့ဂေဟာစနစ်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။စိတ်မကောင်းစရာကောင်းတာကတော့ငမန်းတွေမျိုးသုံးလူနီးပါးဖြစ်နေရတော့ငမန်းတွေဘလို့အသက်ကြီးလာပြီးဘလို့သေဆုံးသွားတယ်ဆိုတာကိုကျမတို့ခုချိန်ထိသေသေးချာချာမသိရသေးဘူးဆိုတာပါပဲ။အထူးသဖြင့်နယ်ဆိုင်တဲ့သမုဒ္ဒရာအောက်မှာသူတို့ရဲ့သေဆုံးမှုဖြစ်စဉ်တွေဘလို့ဖြစ်ပျက်နေရဲဆိုတာကိုကျမတို့သေချာမသိကြပါဘူး။အခုဆိုရင်သိပ္ပံပညာရှင်တွေဟာဟာဝိုင်ယီနဲ့ဘာဂျာကယ်လီဖိုးနီးယားကြားကပစိဖိတ်သမုဒ္ဒရာပြင်မှာင
ငမန်းဖြူကြီးတွေစုဝေးနေတဲ့နေရာတစ်ခုကိုလည်းတွေ့ရှိထားပါတယ်။ဒီနေရာကိုသိပ္ပံပညာရှင်တွေကငမန်းဖြူတွေရဲ့တည်ဆုံရာနေရာတစ်ခုဖြစ်နိုင်တယ်လို့တော့မှန်းဆနေကြပါတယ်။ငမန်းတွေဟာခီးရှည်ပြောင်းရွှေ့သွားလာတတ်တဲ့သတ္တဝါတွေပါ။ဒါကြောင့်အသက်ကြီးရဲ့ငမန်းတွေဟာသူတို့ဘဝရဲ့နောက်ဆုံးချိန်တွေကိုကုံဆုံးဖို့အတွက်သတ်မှတ်ထားတဲ့နေရာတွေကိုခီးသွားနိုင်နေဆိုတာကလည်းဖြစ်နိုင်ပါတယ်။ဒီလိုထူးခြားဆန်းကျယ်တဲ့တွေ့ရှိမှုတွေကငမန်းတွေရဲ့ဘဝအကြောင်းအထူးသဖြင့်သူတို့ရဲ့ဘဝနီကုံအကြောင်းကိုပုံမနားလည်ဖို့အခွင့်အလမ်းကောင်းတွေပေးနေပေမဲ့ကျမတို့မသိသေးတဲ့လျှို့ဝှက်ဆန်းကျယ်မှုတွေကတော့အများကြီးရှိနေပါသေးတယ်။သိပ္ပံပညာရှင်တွေဟာလည်းဒီလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့ဆက်လက်သူသေသနာပြုနေကြဆဲဖြစ်ပါတယ်။